အားလုံးပဲမင်္ဂလာပါခင်ဗျာ Future Stethoscope Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြသွားမယ့်အကြောင်းအရာကတော့ကိုယ်ဝန်ဆောင်တက်တဲ့ Maturity by Date ကို Digital စနစ်မှာဘယ်လိုတွက်ကြမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် Maturity by Date ဆိုတာကကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတစ်ခုမှာကိုယ်ဝန်တစ်ခုဟာကျွန်တော်တို့ရဲ့ဆေးရုံလာပြတဲ့ရက်မှာသူ့ရဲ့တက်တန်ဘယ်လောက်ရှိနေပြီလဲဆိုတာကိုတွက်ချက်တာပဲဖြစ်ပါတယ်အဲ့တော့တွက်ဖို့အတွက်ဆိုကျွန်တော်တို့ကအဆင့်၄ဆင့်ကိုသုံးပြီးတွက်လေးရှိပါတယ်ပထမတစ်ဆင့်ကတော့နောက်ဆုံးရသည့်စက်ဝင်ရဲ့ပထမဆုံးရက်ရဲ့ကျွန်တော်တို့ဆေးရုံလာပြတဲ့ရက်ရဲ့အဲ့ဒီရက်စံတစ်ခုကျွန်တော်တို့မေးပါတယ်မေးပြီးလို့ရှိရင်ဒီရက်စံတစ်ခုကြားထဲမှာဘယ်လောက်ခြားနာနေပြီဆိုတော့ကျွန်တော်တို့တွက်ပါတယ်အဲ့ရလာတဲ့ကဏ္ဍကိုကျွန်တော်ခုနှစ်နဲ့စာပါတယ်ခုနှစ်နဲ့စာပြီးလို့ရှိရင်ရလာတဲ့ရလက်ကိုကျွန်တော်တို့ competitive weeks လို့ယူပြီးတော့ကျွင်းကိုတော့ remaining days လို့ယူပါ digital စနစ်မှာကဏ္ဍတစ်ခုကိုနောက်ထပ်ကဏ္ဍတစ်ခုနဲ့စာပြီးတော့ရလာမယ်ကိန်းမျိုးတစ်ခုကိုအတွက်ဆိုကျွန်တော်တို့ integer function ကိုသုံးပါတယ်အတူကောက်ကတော့ int လို့ကျွန်တော်တို့ရေးပါတယ်ဒီ int function ကိုသုံးခြင်းအဖြစ် competitive weeks ဆိုကျွန်တော်တို့တွက်ထုတ်နိုင်ပါတယ်ကျွင်းကြံရေးမဲ့အကျွင်းကိုကြတော့ကျွန်တော်တို့က modulo function လို့ခေါ်တဲ့ function ကိုသုံးပြီးတွက်ထုတ်လို့ရပါတယ်ဒီ function ကိုတော့ကျွန်တော်တို့ mod လို့အတူကောက်ရေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ဆုံးမှာတော့ကျွန်တော်တို့မြင်ကျင်တဲ့ပုံစံအတိုင်းဒီကဏ္ဍတစ်ခုကိုချိတ်ဆက်ပြီးရေးကြမယ်ပေါ့များသောအားဖြင့်တော့ x weeks and y day ဒါမှမဟုတ်လို့ရှိရင်မြန်မာမှာတော့ x plus y weeks ဆိုပြီးရေးလေးရှိပါတယ်ဒီလိုရေးဖို့အတွက်ဆိုရင်ကျွန်တော်တို့ x နဲ့ y နဲ့ခုန formula နှစ်ခုနဲ့တွက်ထုတ်ပြီးတော့ h နဲ့ခံနေခံဒါမှမဟုတ်လို့ရှိရင် concatenate ကိုသုံးပြီးတော့ရေးလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်နဲ့အတူတူလက်တွေ့ဘယ်လိုလုပ်ဆောင်ကြည့်မလဲဆိုတာလိုက်ကြည့်ကြရအောင်နော်ဒီ table မှာကျွန်တော်အနေနဲ့ LMP ရဲ့ physics date ကနေပြီးတော့ maturity by date ကိုတွက်ထုတ်သွားမှာဖြစ်ပါတယ်။ဂျားတွေကအဆင့်တွေကိုတစ်ဆင့်ချင်းတွက်ပြသွားဖြစ်တဲ့ပြီးတော့ column D ရဲ့ E ရဲ့ F တွေကိုထည့်ထားတာဖြစ်ပါတယ်။အရင်ဆုံးပထမဆုံးအဆင့်အနေနဲ့ date difference ဘယ်လောက်ရှိတယ်ဆိုတာတွက်ပါမယ်။ပြီးလို့ရှိရင်တော့အဲ့ဟာကိုခုနှစ်နဲ့စပြီးတော့ကိန်းပြည့်ကိုယူပါမယ်။ဒီ remaining day ကြတော့ချက်ရှိမဲ့အကျွင်းကိုတော့ကျွန်တော်တို့ modulo function နဲ့တွက်ပါမယ်။ပြီးလို့ရှိရင်တော့ဒီ MPD ဆိုတဲ့အကွက် E နဲ့ F နဲ့ကိုပေါ့နော်ကျွန်တော်တို့ and နဲ့ဖြစ်စေ concatenate သုံးပြီးတော့ပဲဖြစ်စေဒီမှာဖြစ်ပါတယ်ဥပမာနဲ့ကျွန်တော်တို့တစ်ခုတွက်ကြည့်ကြအောင် LMP ကိုကျွန်တော်တို့က March လ12ရက်နေ့လို့ထားပါမယ်လူနာလာပြရက်ကိုတော့ဒီနေ့အနေနဲ့ပဲကျွန်တော်တို့ထားပါမယ် date difference တွက်ဖို့အတွက်ဆိုလို့ရှိရင်တော့ညီမျှချင်းစာရေးပါမယ်ကျွန်တော်တို့ visit date တွေကနေ LMP ကိုနှုတ်ပါမယ်ဒါဆိုရင်ရပါပြီတကယ်ဆရာတို့ဆရာမတို့အပြင်မှာတွက်ချကြမယ်ဆိုလို့ရှိရင်209ရက်ရမှာဖြစ်ပါတယ်ဒီ maturity by date weeks ကိုလို့ဖို့အတွက်ဆိုကျွန်တော်တို့ကကိန်းပြည့်ကိုလိုချင်တာဖြစ်တဲ့ကြောင့်ဒီနေရာမှာ integer function ကိုသုံးပြီးရေးမှာဖြစ်ပါတယ်အဲ့ဒီတော့ညီမျှချင်းစာရေးပါမယ်integer ဖြစ်တော့ကျွန်တော်တို့ int လို့ရိုက်လိုက်ပါတယ်ဒီမှာ integer ဆိုတဲ့ function ထည့်လာပါပြီအဲ့အောင်နှိပ်လိုက်ပါမယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ date difference ကိုဘာနဲ့စာမလဲဆိုခုနှစ်နဲ့စာမှာဖြစ်ပါတယ်စာမှာပြီးတော့အစားရေးပါတယ်ခုနှစ်ရေးပါတယ်ဝင်းလေးတင်ပေးပါတယ်နော် maturity by date week ဆိုရပြီဖြစ်ပါတယ်နော် remaining days ကိုထုတ်ပါဖြစ်တယ်အဲ့ remaining days ကိုကျွန်တော်တို့ modulo function နဲ့တွက်ထုတ်ပါဖြစ်တယ် modulo function ပြီးတော့သူ့ပုံနဲ့ကျွန်တော်တို့ဒီမှာ formula ရေးရမှာပဲညီရချင်းကစရေးပါတယ် modulo ကျတော့ကျွန်တော် mod လို့ရေးပါ date difference ကိုပဲဘာနဲ့စာမလဲခုနှစ်နဲ့စာပါဖြစ်ပဲဒီနေရာမှာသိတာဖို့လိုတာက modulo function ရေးတဲ့အခါမှာကျွန်တော်တို့က t gain, sine gain ဆိုပြီးရတယ် t gain က d2 ပြန်ကျွန်တော် d2 ရေးလိုက်ပါတယ်ပြီးရင် comma ခံပါတယ် sine gain ကခုနှစ်ပြန်ကျွန်တော်ခုနှစ်ရေးပါတယ်ခွင်းလေးပြန်ပေးပါတယ်ဒါဆိုရင်တော့ရပါပြီအမှန်တကယ်ကျွန်တော်တို့တွက်ထုတ်လိုက်မယ်ဆိုလို့ရှိရင်29ဘတ်နဲ့6ရက်ဆိုပြီးဖတ်မှာဖြစ်ပါတယ် MBD ဆိုတဲ့အကွက်မှာအရှေ့ပဲကျွန်တော်ရေးကြည့်ကြအောင်နော်ရေးပါပြီးတော့ကျွန်တော်တို့ကအရင်ဆုံးညီမျှရေးစာရေးပါတယ်weeks ဖြစ်တော့ဒီကတွက်ထုတ်ထားတဲ့ formula ပြဒီအကွက်လေးကိုကျွန်တော်တစ်ချက်ထောက်လိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါရက်တစ်ပတ်ဖြစ်တယ်ကျွန်တော်တို့ WVKS weeks END ဆိုတဲ့စကားလုံးဒီ weeks ဆိုတဲ့စကားလုံးကဘာလဲဆို string ဖြစ်တဲ့ကျွန်တော်တို့ကသူ့ကိုမျက်နှာအုပ်ပေးပေးရထည့်ရမှာဖြစ်ပါတယ်အဲ့ဒီတစ်ခုကြားထဲမှာကျွန်တော် L လေးတစ်ချက်ခန့်လိုက်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော် day ထည့်ရေးပါပေါ့နော်အဲ့တော့အဲ့ဒီကြားထဲမှာလည်း L လေးခန့်လိုက်ပါတယ် day ကဒီဟာပါပြီးရင်နောက်ထပ် L လေးထပ်ခန့်ပါတယ်ပြီးရင်ကျွန်တော်တို့ကရေးမယ်ဆိုတော့ days ကိုရေးရမယ် days ကလည်း string ဖြစ်တဲ့ကျွန်တော်တို့ကမျက်နှာအုပ်ပေးပေးရပါတယ်ဒါဆိုရင်ဒီမှာ preview မှာ29 weeks and 6 days ဆိုပြီးပေါ်နေပြီဖြစ်ပါတယ်ဒီကြားတွေထဲမှာကျွန်တော်က space တွေချားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ string တွေမှာကျွန်တော် space တွေလိုက်ထည့်မယ်ပေါ့နော်29 weeks မှာ space ချန်တယ်ကြောင့်ဒီကြားထဲမှာကျွန်တော် cursor ထောက်မယ် space တစ်ချက်နှိပ်ပါတယ်ပြီးရင် cursor တစ်ချက်ထောက်တယ် space တစ်ချက်နှိပ်ပါတယ်6နဲ့ဒီကြားမှာ space ချန်တယ်ကြောင့်ကျွန်တော်တို့ days မတိုင်ခင်မှာ cursor ထောက်တယ် space တစ်ချက်နှိပ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းspace လေးတွေရပြီလိုချင်တဲ့ format လည်းပုံပြီးဆိုကျွန်တော် enter လေးခေါ်လိုက်လို့ရပါပြီဒါဆိုရင်ကျွန်တော်တို့ဟာဒီနေရာမှာyes ဆိုတဲ့ကူကြားထဲမှာရှိတဲ့ date difference ကရေးတဲ့စနစ်တော့ဆုံး maturity by date ကိုတွက်ထုတ်လို့ရပြီဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ